ဒီအမှုကတော့တရုတ်ပြည်ကိုတုံ့လောက်သွားစေခဲ့တဲ့လူသက်မှုကြီးတစ်ခုပဲဖြစ်ပါတယ်အချိန်ကတော့2002ခုနှစ်မတ်လ26ရက်နေ့ညတကောင်ရန်အချိန်ပါတရုတ်နိုင်ငံရှန်တောင်းပြည်နယ်ကြောက်ရွံခရိုင်ကခေါင်ကျန်းကြီးဆိုတဲ့အေးချမ်းတဲ့ကြေးရွာလေးမှာလူတိုင်းအိမ်မောကျနေချိန်ပေါ့ရုတ်တရက်ဆိုသလိုပဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့စူးစူးဝါးဝါအော်ဟစ်တန်ကြီးကလေတူထဲမှာပဲ့တင်ထပ်သွားခဲ့ပါတယ်လူသက်မှုဟိတ်ကဲကြပါဦးဒီအော်တန်ကြီးကြောင့်ရွာသားတွေအားလုံးအိပ်ရာကနေလန့်နိုးကုန်ပြီးရဲတွေကိုချက်ချင်းအကြောင်းကြားခဲ့ကြပါတယ်တည်င်းရချင်းမှာပဲဒေသခံရဲတပ်ဖွဲ့ဝင်တွေဟာအခင်းဖြစ်ပွားရာရွာအရှိတ်ဘက်အစွန်ကအင်္ဂလိပ်စီကိုအမြန်ဆုံးရောက်လာခဲ့ကြပါတယ်ရဲတွေရောက်လာချိန်မှာတော့အိမ်ရှိမှာရွာသားတွေအများကြီးစုယုံနေကြပြီဖြစ်တယ်လို့အားလုံးရဲ့မျက်နှာမှာလည်းကြောက်ရွံ့တုန်လှုပ်မှုတွေအပြည့်ပါပဲရဲတွေကနေရာကိုဝိုင်းထားလိုက်ပြီးအိမ်ထဲကိုဝင်စစ်ဆေးတဲ့အခါမှာတော့အတွေ့အကြုံရင့်ကျက်တဲ့ရဲရရှိတွေကိုယ်တိုင်ရင်ထိတ်သွားစေမဲ့မြင်ကွင်းကစီးကြုံနေခဲ့ပါတယ်အခန်းထဲကဂဒင်ဟောင်းလေးတစ်လုံးပေါ်မှာငယ်ရွယ်တဲ့ဇနီးမောင်နဲ့နှစ်ဦးဟာသွေးရိုင်ထဲမှာအသက်မရှိတော့ဘဲငြိမ်သက်စွာလဲလျောင်းနေကြပါတယ်သူတို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်မှာပြင်းထန်တဲ့ဒဏ်ရာတွေအများကြီးရထားပြီးအထူးသဖြင့်အမျိုးသမီးရဲ့မျက်နှာကတော့ဘယ်သူဘယ်ဝါမှမသိတာတော့တဲ့အထီကိုရဲရဲဆက်ဆက်အခုတ်ခံထားရတာပါအခင်းဖြစ်ပွားရာနေရာတစ်ခုလုံးဟာနေရာလက်မကျန်သွေးတွေပေးကျန်နေပြီးတကယ်ကိုငရဲကန်းတစ်ခုလိုကြောက်မက်ဖွယ်ကောင်းနေခဲ့ပါတယ်စုံစမ်းစစ်ဆေးမှုတွေကတော့တိတ်မကြလိုက်ပါဘူးလူသက်သမားကဘယ်သူလဲဆိုတာရဲ့သွေးတွေစွန်းထင်းနေတဲ့လူသက်လက်နက်ဖြစ်တဲ့ပစိန်အသွားထက်ကိုပါအိမ်ထဲမှာချက်ချင်းရှာတွေ့ခဲ့ပါတယ်ဒါပေမဲ့ပေါ်ထွက်လာတဲ့အမှန်တရားကတော့အားလုံးကိုစွန့်အသွားစေခဲ့ပါတယ်ဒီအခန်းကတခြားသူမဟုတ်ပါဘူးဒီအိမ်ရဲ့အိမ်ရှင်ဖြစ်တဲ့ဖခင်ကြောက်ရွံ့လင်းကိုယ်တိုင်ဖြစ်နေလို့ပါပဲဂရင်ပေါ်မှာအသက်ခံလိုက်ရတဲ့သူတွေကတော့သူ့ရဲ့အရင်ခောက်သမီးဖြစ်သူကြောက်ချင်းရှမ်းနဲ့တမတ်ဖြစ်သူဝေပင်တို့ပဲဖြစ်ပါတယ်တိတ်ဆိတ်နေတဲ့ညာကြီးမှာအော်ဟစ်ခဲ့တဲ့သူကတော့သမီးဖြစ်သူချင်းရှမ်းရဲ့အမေရှုကုရှင်ပါသူမဟာသွေးအိမ်ထဲမှာလဲနေတဲ့သားသမီးတွေကိုမြင်လိုက်ရတဲ့အချိန်မှာပဲ shock ဖြစ်ပြီးမေ့လဲသွားခဲ့တာပါဒီဖြစ်ရမတိုင်ခင်ရက်ပိုင်းလေးမှာတင်အမေဖြစ်သူကငါသမီးနဲ့တမတ်ကအမေရိကကနေပြန်လာတာဆိုပြီးရွာထဲမှာဂုံယူဝင့်ကြွားစွာပြောနေခဲ့တာပါအမေရိကန်ဆိုတဲ့အတန်ကြားတာနဲ့လူတိုင်းကဒီလောက်အောင်မြင်တဲ့သမီးရှိတာကိုအားကျနေခဲ့ကြတာပေါ့ဒါပေမဲ့ရက်ပိုင်းအတွင်းမှာပဲဒီမိသားစုဟာဒီလောက်အထိကြေကွဲစရာကောင်းတဲ့ဖြစ်ရဆိုးကြီးနဲ့ကြုံရလိမ့်မယ်လို့ဘယ်သူကမှထင်မထားခဲ့ကြပါဘူးရဲတွေကအိမ်နီးချင်းတွေကိုမေးမြန်းစုံစမ်းတဲ့အခါမှာတော့အခင်းမဖြစ်ခင်2ရက်လောက်ကတည်းကကြောက်တုတ်အိမ်ထဲကနေအကြီးအကျယ်ရန်ဖြစ်တန်တွေကြားနေရတယ်လို့ဆိုပါတယ်အဖေဖြစ်သူကြောက်ရွေလင်းကသူ့သမီးကိုအရန်ကြမ်းကြမ်းတန်တန်ဆဲဆူနေတာတွေကိုကြားရတယ်လို့သမီးဖြစ်သူချင်းရှမ်းလဲမျက်လုံးတွေหนีရဲနေအောင်ငိုယိုနေတာကိုမြင်ခဲ့ကြပါတယ်ဒီသတင်းပေါက်ကြားသွားတဲ့အခါမှာတော့တနိုင်ငံလုံးကသတင်းစာမျက်နှာဖုံးတွေမှာပါလာပြီးဒီကဘာပေါ်မှာဒီလိုအဖေမျိုးရှိနိုင်ပါမလားဆိုပြီးလူတိုင်းကစိတ်ဝင်တစားနဲ့အံ့ဩတုန်လှုပ်စွာဆွေးနွေးလာကြပါတယ်အဖေဖြစ်သူကသူ့သမီးအပေါ်ဘလောက်တောင်အမုန်းတရားတွေကြီးစိုးနေခဲ့လို့ဒီလောက်ရက်ဆက်ရတာလေတေချာတာတစ်ခုကတော့ဒီမိသားစုရဲ့ပြဿနာတွေဟာတစ်ရက်နှစ်ရက်အတွင်းရုတ်တရက်ဖြစ်လာတာမဟုတ်ဘူးဆိုတာပါပဲဒါဆိုဒီမိသားစုမှာအတိတ်ကဘာတွေများဖြစ်ခဲ့တာလဲကြောက်ချင်းရှမ်းကို1982ခုနှစ်မှာတရုတ်နိုင်ငံရှန်တောင်းပြည်နယ်ရဲ့ဝေးလံခေါင်ဖျားတဲ့ကျေးလက်ဒေသလေးမှာမွေးဖွားခဲ့ပါတယ်အဲ့ဒီချိန်တုန်းကတရုတ်နိုင်ငံရဲ့ကျေးလက်ဒေသတွေမှာတားယောက်ကြားလေးကိုပဲအလေးထားပြီးသမီးမိန်းကလေးဆိုရင်အဖက်မလုပ်တဲ့အယူဆတွေကအရန်ကိုကြီးစိုးနေခဲ့တဲ့အချိန်မှာသမီးမွေးရင်အဖေကထမင်းတောင်ဝင်အောင်စားနိုင်မှာမဟုတ်ဘူးဆိုတဲ့စကားပုံတောင်အဲ့ဒီခေတ်ကရှိခဲ့တာဆိုတော့လူဖွဲ့စည်းမှာမိန်းကလေးတွေရဲ့တန်ဖိုးကဘလောက်ထိနှိမ်ချခံထားရလဲဆိုတာသိတာပါတယ်သူ့အဖေကြောက်ရွံ့လင်းကလည်းဒီလိုပဒေသရစ်ခေတ်ဟောင်အတွေးခေါ်တွေခေါင်းထဲမှာအပြည့်ရှိနေတဲ့သူပါချင်းရှမ်းကိုမွေးလာတဲ့အခါမှာတော့ပျော်ရွှင်စွာကြိုဆိုမဲ့အစားသူကအရန်စိတ်ပြတ်သွားပြီးမျက်နှာလွှဲထားခဲ့ပါတယ်သူ့စိတ်ထဲမှာအသက်ကြီးလာရင်အားကိုးရမှာကသားတွေကပဲမိသားစုအမွေကိုဆက်ခံနိုင်မှာလို့ခိုင်ခိုင်မာမာယူဆထားပါတယ်သူ့အမြင်မှာတော့သမီးဆိုတာတွန်ပြီးသားရေလိုပဲအိမ်အောင်ကျသွားရင်တခြားမိသားစုဝင်ဖြစ်သွားမှလေဆိုတဲ့အတွေးမျိုးပါဒါကြောင့်လဲချင်းရှမ်းဟာမွေးကလေးကမိသားစုမှာမလိုချင်တဲ့သူအဖက်မလုပ်တဲ့သူအဖြစ်ကြီးပြင်းခဲ့ရပါတယ်နှစ်နှစ်အကြာမှာတော့ကြောက်ရွံ့လင်းရဲ့ဆန္ဒပြေဝသွားခဲ့ပါတယ်သူ့ဇနီးကကြောက်ချင်းကွမ်းဆိုတဲ့သားလေးကိုမွေးပေးခဲ့တာကြောင့်ပါသူကအကြီးကျယ်ပွဲလုပ်ပြီးပတ်ဝန်းကျင်ကလူတွေကိုဖိတ်ကြွေးခဲ့ပါတယ်ငါမှသားရှိပြီဟဲ့ဆိုတာကိုတကဘာလုံးသိစေခြင်းတလို့မျိုးပေါ့အိမ်မှာသားရှိလာတဲ့အခါမှာတော့မိဘတွေရဲ့အချစ်ကသားလေးစီကိုပဲအကုန်ပုံကျသွားပါတော့တယ်။သမီးဖြစ်သူချင်းရှမ်းကတော့ဘယ်သူမှဂယုမဆိုင်တဲ့အပိုမွားဝင်တော့ဝင်ပိုးတစ်ခုလိုဖြစ်လာခဲ့ရပြီးအသက်2နှစ်ပဲရှိသေးတဲ့သူမကိုအဖွားဖြစ်သူစီမှာပဲပြစ်ထားခဲ့ကြပါတယ်။သားလေးမွေးလာတဲ့အခါရွီလင်းဟာသူ့သားကိုပခုံးပေါ်တင်ပြီးတရွာလုံးကိုလှည့်ပတ်ပြခဲ့တယ်။သူ့ရဲ့အဖိုးတန်ရတနာလေးကိုကဘာကိုကြွားကျင်နေခဲ့တာပါ။စားစရာကောင်းကောင်းနဲ့အာဟာရရှိတာမှန်သမျှသားဖြစ်သူကိုပဲအကုန်ဦးစားပေးခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာကတော့တခြားစီလှည့်စားခဲ့ပါတယ်။ချင်းကွမ်း3နှစ်သားအရွယ်မှာပဲစိတ်မကောင်းစရာကောင်းတဲ့အုံနောက်အမြင့်ရောင်ယောဂါကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။ဒီနေ့ခေတ်မှာဆိုရင်တော့ဒါကကုသလို့ရတဲ့ပြဿနာပေမဲ့အဲ့ဒီအချိန်ကဆေးပညာအခြေအနေကတိတ်နောက်ကျနေတာကြောင့်ဆရာဝန်တွေကတာမန်အဖျားယောဂါလိုပဲကုသပေးခဲ့ကြပါတယ်။ရလက်အနေနဲ့ကတော့ယောဂါကမကြာခဏပြန်ဖြစ်လာပြီးမိသားစုကလည်းကုသဖို့အတွက်နေရာအနှံ့ကနေပတ်စံတွေချင်းကားခဲ့ရပါတယ်။
ဒါတောင်မှယောဂါကလုံးဝမပြောက်ဘဲနောက်ဆက်တွဲဝေဒနာအနေနဲ့ဝက်ယူပြန်ယောဂါအမြဲတမ်းဆွဲကြံရစ်ခဲ့ပါတယ်ဝက်ယူပြန်ယောဂါဆိုတာတတိလစ်တာတက်တာတွေဖြစ်တတ်ပြီးဘေးကနေတယောက်ယောက်ကမကူညီနိုင်ရင်အမြင့်ကနေပြုတ်ကြတာဒါမှမဟုတ်အယိုးကျိုးတာတွေအထိအသက်အန္တရာယ်ရှိနိုင်တဲ့ယောဂါပါဒီယောဂါဆိုဟာကလေးရဲ့ခန္ဓာကိုယ်ကိုနှိပ်စက်ရုံတင်မကပဲမိသားစုတစ်ခုလုံးအတွက်ပါနှစ်ပေါင်းများစွာစိတ်ပိုင်းဆိုင်ရာရောငွေကြေးပိုင်းဆိုင်ရာပါဝင်တော့ဝင်ပိုးဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ကြောက်ရွံ့လင်းဟာစိတ်ပြက်အားငယ်မှုတွေကနေဒေါသတွေအဖြစ်ပြောင်းလဲလာခဲ့ပါတယ်သူစိတ်တူလာတဲ့အခါတိုင်းတမီးဖြစ်သူချင်းရှမ်းကိုပဲအကြောင်းမဲ့ရိုက်နှက်ပြီးဒေါသပုံချတတ်ပါတယ်ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့အိမ်တွင်းပတ်ဝန်းကျင်မှာကြီးပြင်းလာရတဲ့ချင်းရှမ်းဟာတဖြည်းဖြည်းနဲ့လူကြောက်လာပြီးစကားနေတဲ့သူဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ချင်းရှမ်းအတွက်တော့ငရဲကန်းလိုအိမ်ကနေလွတ်မြောက်ရလမ်းဟာကျောင်းပညာရေးပါပဲစာဖတ်ခြင်းကကံကြမ္မာကိုပြောင်းလဲစေနိုင်တယ်ဆိုတဲ့ဆရာဆရာမတွေရဲ့စကားကိုဆွဲမှတ်ပြီးသူမဟာအမြဲတမ်းအမှတ်များဆုံးရအောင်ကြိုးစားခဲ့ပါတယ်ဒါတောင်မှဖခင်ဖြစ်သူရွှေလင်းကကျောင်းလာကနှမျောပြီးတားဖြစ်သူအတွက်ပဲသုံးကျင်တာကြောင့်သူမကိုကျောင်းထွက်ခိုင်းချင်နေခဲ့တာပါကံကောင်းတာကအိမ်နီးချင်းတွေကသမီးကိုကျောင်းဆက်ထားရင်နောင်ကျငွေပိုရှာပေးနိုင်လိမ့်မယ်လို့ဝင်ဖြောင်းဖြပေးခဲ့လို့သာဖခင်ဖြစ်သူကသူမကိုမိသားစုအတွက်ငွေရှာပေးမဲ့စက်ရုပ်တရုပ်လိုသဘောထားပြီးကျောင်းဆက်ထားပေးခဲ့တာပါဒီလိုနဲ့အချိန်ပိုင်းအလုပ်တွေလုပ်ရင်းစာကိုလည်းအားသွန်ခွန်စိုက်စူးစမ်းခဲ့ရကနေ1988ခုနှစ်မှာခရိုင်ရဲ့အတော်ဆုံးကျောင်းသူအဖြစ်နဲ့မြို့ပေါ်ကနာမည်ကြီးအထက်တန်းကျောင်းကိုတက်ခွင့်ရခဲ့ပါတယ်နောက်ထပ်3နှစ်မနာမနေစူးစမ်းပြီးနောက်1990ပြည့်နှစ်မှာတော့နိုင်ငံတော်အဆင့်နန်ခိုင်တက္ကသိုလ်ရဲ့ဓာတုဗေဒဌာနကိုဂုဏ်ထူးတွေနဲ့ဝင်ခွင့်ရခဲ့ပါတယ်အဲ့ဒီခေတ်ကတက္ကသိုလ်ဝင်ခွင့်ရဖို့ဆိုတာအရန်ခဲရင်တာမို့တရွာလုံးမှာပထမဆုံးတက္ကသိုလ်ကျောင်းသူဖြစ်လာတဲ့သူမကိုအားလုံးကဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်ဒီခါကျမှဖခင်ဖြစ်သူလည်းညနေပန်းလာသွားပြီးကျောင်းပြီးရင်မိသားစုနဲ့မောင်ဖြစ်သူကိုထောက်ပံ့ဖို့ငွေရှာရမယ်လို့အထက်ထက်မှာကြားလိုက်ပါတော့တယ်တီအန်ကျန်းမျိုးကိုရောက်လာတဲ့တက္ကသိုလ်ကျောင်းသားဘဝမှာလည်းချင်းရှမ်းဟာအချိန်ပိုင်းအလုပ်တွေမနာတမ်းလုပ်ရင်းမိဘစီကငွေတပြားမှမတောင်းတဲ့အပြင်အိမ်ကိုတောင်ငွေပြန်ပို့ပေးခဲ့ပါတယ်ပိတ်ရက်တွေမှာအလုပ်နဲ့စာကြည့်တိုက်မှာပဲအချိန်ကုန်ခဲ့လို့တက္ကသိုလ်၄နှစ်လုံးပညာသင်ဆုတွေရခဲ့ပါတယ်ဒီလိုစူးစမ်းလုံးတဲ့သူမကိုဝေပင်ဆိုတဲ့အတန်းဖော်ယောက်ျားလေးကသတိထားမိပြီးစိတ်ဝင်စားခဲ့ပါတယ်ဝေပင်ကတီအန်ကျန်းဒေသခံတထေးသားဖြစ်ပေမဲ့ချင်းရှမ်းရဲ့ဆင်းရဲတဲ့နောက်ခံကိုအထင်မသေးပဲအပြည့်အဝနားလည်ဖေးမှပေးခဲ့ပါတယ်ဒါကြောင့်ကိုယုံကြည်မှုမဲ့နေတဲ့ချင်းရှမ်းရဲ့နှလုံးသားတကားကိုဖွင့်နိုင်ခဲ့ပြီးလူငယ်2ယောက်ရဲ့တန်ရောစင်ကတဖြည်းဖြည်းနဲ့နှက်ဆိုင်လာခဲ့ပါတော့တယ်1994ခုနှစ်မှာချင်းရှမ်းဘွဲရချိန်ရောက်တော့အလုပ်ရဖို့တေချာနေတဲ့အတွက်မိသားစုကိုငွေရှာပေးတော့မယ်ဆိုပြီးဖခင်ဖြစ်သူရွှေလင်းကအယမ်းပျော်နေခဲ့ပါတယ်ဒါပေမဲ့သူမကမဟာပွဲဆက်တက်ပြီးချစ်သူဝေပင်နဲ့လက်ထပ်မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါဖခင်ဖြစ်သူအကြီးကျယ်ဒေါသထွက်ပါတော့တယ်သူ့အမြင်မှာတော့အချိန်နဲ့ငွေဖြုံးတီးတာဖြစ်တယ်လို့အဝေးကလူနဲ့လက်ထပ်ရင်သူ့အတွက်ငွေတောင်းရခက်သွားမှာကိုစိုးရိမ်လို့ပါနောက်ဆုံးမှာအိမ်ကနေငွေမတောင်းတဲ့အပြင်အချိန်ပိုင်းအလုပ်လုပ်ပြီးအိမ်ကိုငွေပြန်ပို့ပါမယ်လို့ဂရုပေးမှသာဖခင်ဖြစ်သူကမကြေမနက်နဲ့သဘောတူခဲ့ပါတယ်မဟာပွဲတန်နေစဉ်အတွင်းအိမ်ကိုငွေပို့နိုင်ဖို့ချင်းရှမ်းဟာချစ်သူဝေပင်အပေါ်အများကြီးမှီခိုခဲ့ရပြီးဒီအခက်အခဲတွေကပဲသူတို့2ယောက်ရဲ့တန်ရောစင်ကိုပိုခိုင်မာလာစေခဲ့ပါတယ်1998ခုနှစ်မှာသူတို့2ယောက်တပြိုင်တည်းမဟာပွဲရခဲ့တယ်လို့ချင်းရှမ်းကအမေရိကမှာပါရဂူဘွဲ့ PhD တက်ဖို့ပညာသင်ဆုအပြည့်အဝရခဲ့ပါတယ်ဒါကိုဖခင်ဖြစ်သူကဝမ်းသာရမယ်အစားကျေးဇူးဆက်ရမယ်မသိဘူးဆိုပြီးဒေါသတကြီးဆဲဆိုခဲ့ပါသေးတယ်ဒါပေမဲ့ဝေပင်ရဲ့မိဘတွေကတော့သူတို့ကိုအပြည့်အဝထောက်ခံပေးပြီးမင်္ဂလာဆောင်ကုန်ကြစိတ်အားလုံးကိုပါအကုန်ခံပေးခဲ့ပါတယ်ဒီလိုအရေးကြီးတဲ့မင်္ဂလာပွဲကိုတောင်ချင်းရှမ်းရဲ့မိဘတွေလုံးဝလာမတက်ခဲ့ပါဘူးပိုဆိုးတာကဝေပင်ရဲ့မိသားစုကချင်းရှမ်းအတွက်ပေးတဲ့တရုတ်ငွေ$5000 6000ခန့်ကိုဖခင်ဖြစ်သူကလောဘတကြီးယူထားလိုက်တာပါပဲဝေပင်ရဲ့မိသားစုကတော့ဒါကိုနားလည်ခွင့်လွှတ်ပေးတဲ့အပြင်သူတို့နိုင်ငံခြားသွားဖို့လေယာဉ်လက်မှတ်နဲ့စရိတ်$2600ခန့်ကိုပါထပ်မံစီစဉ်ပေးခဲ့ပါတယ်ဒီလိုနဲ့ဇနီးမောင်နှံ2ဦးဟာအမေရိကမှာပညာသင်ဖို့အတူတူထွက်ခွာသွားခဲ့ကြပါတယ်အမေရိကမှာနေရတဲ့ဘဝဟာချင်းရှမ်းနဲ့ဝေပင်တို့အတွက်တိတ်တော့မလွယ်ကူပါဘူးအိမ်ကိုပတ်စံပို့ဖို့အတွက်ဝေပင်ဟာကျောင်းဆင်းတာနဲ့နေတိုင်းတရုတ်စားတောက်ဆိုင်မှာအလုပ်လုပ်ခဲ့ရပါတယ်ချင်းရှမ်းကလည်းသူမရဲ့ပညာသင်ဆုအပယ်ခံရမှာကြောက်လို့ကျောင်းတရက်မှမပြတ်ရဲခဲ့ပါဘူး1999ခုနှစ်မှာတော့ချင်းရှမ်းမှာကိုဝင်ရှိလာပြီးသားလေးကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့ငွေရေးကြေးရေးအခြေအနေကြောင့်ချင်းရှမ်းဟာကလေးမွေးပြီးရက်20ကျော်မှတည်းတကွဲကန်းကိုအလုပ်ပြန်ဝင်ခဲ့ရပါတယ်အမေရိကမှာကလေးထိန်ခါကအရန်ဈေးကြီးလွန်းလို့ငွေရေးကြေးရေးဖိအားတွေကြောင့်သူတို့ရဲ့ရက်90ပဲရှိသေးတဲ့သားလေးကိုတီအန်ကျန်းကဝေပင်ရဲ့မိဘတွေစီကိုစိတ်မကောင်းစွာနဲ့မျက်ရည်ဆက်လက်ပြန်ပို့လိုက်ရပါတယ်ချင်းရှမ်းဟာဖုန်းပြောတိုင်းငါသားလေးကိုအရန်လွှမ်းနေဒါပေမဲ့အခုချိန်မှာငါမှာတခြားရွေးချယ်စရာမရှိဘူးဆိုပြီးအမြဲတမ်းငိုခဲ့ရပါတယ်ဒီနေရာမှာမိဘနှစ်ပါးရဲ့ကွာခြားချက်ကအထင်သာပေါ်လာပါတယ်ဝေပင်ရဲ့မိဘတွေဟာမြေးလေးကို1999ကနေ2000အထိ3နှစ်လုံးပတ်စံတပြားမှမတောင်းပဲမြစ်တာတွေနဲ့ပြုစုပြိုးထောင်ပေးခဲ့ပါတယ်။သားနဲ့ချွေးမကိုလည်းစာကိုပဲအာယုံစိုက်ဖို့အမြဲတမ်းအားပေးခဲ့ကြပါတယ်။ဒါပေမဲ့ချင်းရှမ်းရဲ့မိသားစုကတော့စန့်ကျင်ဘက်ပါပဲ။မြေးလေးကိုကြည့်ဖို့တခါမှမလာခဲ့ကြတဲ့အပြင်ဖုန်းလာပြီးဆိုရင်ပတ်စံတောင်းဖို့ကြီးပါပဲ။
သမီးကချမ်းသာတဲ့နိုင်ငံမှာပညာသင်နေတာဆိုတော့ပတ်စံတွေအများကြီးရှိလိမ့်မယ်လို့ပဲထင်နေခဲ့ကြတာလေကြောက်ရည်လင်းကတော့အိမ်ပြန်ဆောက်ဖို့ဆိုပြီးသမီးစီကနေပတ်စံတွေတရဇက်တောင်းခဲ့ပါတယ်ချင်းရှမ်းဟာတပြားချင်းကိုချွေတာနေရပေမဲ့အဖေဖြစ်သူကိုမငြင်းရဲပဲဒေါ်လာ1500ကိုစုဆောင်းပြီးအိမ်ကိုပို့ပေးခဲ့ပါတယ်ရွေလင်းကတော့အဲ့ဒီပတ်စံတဲ့ရွာမှာအိမ်ကြီးအိမ်ကောင်းဆောက်ပြီးအမေရိကမှာ PhD တက်နေတဲ့သူသမီးပို့ပေးတဲ့ပတ်စံနဲ့စောက်တာဆိုပြီးလူတကာကိုလိုက်ကြွားနေခဲ့ပါတယ်ဒီလိုနဲ့၄နှစ်တာအချိန်တွေကုန်လွန်သွားခဲ့ပြီး2002ခုနှစ်မှာတော့သူတို့နှစ်ယောက်လုံးပါရဂူဘွဲ့တွေအောင်မြင်စွာရရှိခဲ့ကြပါတယ်ချင်းရှမ်းကနာမည်ကြီး Johnson ကုမ္ပဏီမှာတစ်နှစ်ကိုဒေါ်လာ6000နဲ့အလုပ်ရခဲ့ပြီးဝေပင်ကလည်း software ကုမ္ပဏီတစ်ခုမှာတစ်နှစ်ကိုဒေါ်လာ3500နဲ့အလုပ်ရခဲ့ပါတယ်အနာဂတ်အတွက်မျှော်လင့်ချက်တွေလင်းလက်လာပြီးအမေရိကမှာအခြေကျတော့မှမို့ခွဲနေရတဲ့သားလေးကိုတွားခေါ်ဖို့တရုတ်ပြည်ကိုသူတို့ပြန်လာခဲ့ကြပါတယ်ပထမဆုံးတီယန်ချန်ကဝေပင်ရဲ့မိဘတွေစီသွားတဲ့အခါသားလေးကသူမကိုမမှတ်မိပဲအဖွားဖြစ်သူစီပဲပြေးသွားတာကြောင့်ချင်းရှမ်းအတွက်ရင်ကျိုးစရာဖြစ်ခဲ့ရပါတယ်ဒါပေမဲ့မြေးလေးကိုတေချာစောင့်ရှောက်ပေးခဲ့တဲ့ရောက်ခမတွေကိုကျေးဇူးဆက်တဲ့အနေနဲ့ဒေါ်လာ1000ကြော့ခဲ့ပါတယ်ဒီသတင်းကိုကြားတဲ့ရှန်တောင်းကဖခင်ဖြစ်သူကြောက်ရီလင်းကတော့သမီးနဲ့တမက်ကိုအမြန်လာဖို့ဖုန်းတွေဇက်တိုက်ခေါ်နေပါတော့တယ်အကြောင်းရင်းကတော့တခြားမဟုတ်ပါဘူးအသက်28နှစ်ရှိပြီဖြစ်ပေမဲ့ဝက်ယူပြန်ယောဂါကြောင့်အလုတ်ကင်မရှိတဲ့သားဖြစ်သူမိန်းမယူဖို့ငွေတောင်းကျင်လို့ပါတစ်ဖက်ကမိန်းကလေးကမြို့ပေါ်မှာအိမ်ဝယ်ပေးမှယူမယ်လို့တောင်းဆိုထားတာကိုချင်းရှမ်းတို့ဇနီးမောင်နှံဟာသားလေးကိုရှန်တောင်းကိုခေါ်သွားဖို့ပြင်ပေမဲ့ကလေးကငိုပြီးမလိုက်ဘူးလို့ညင်းတာကြောင့်အဖိုးအဖွားတွေနဲ့ပဲထားခဲ့လိုက်ရပါတယ်သူတို့ကြီးပဲရောက်လာတဲ့အခါယူလင်းတို့ဇနီးမောင်နှံကသူတို့ကိုမျိုးကြီးသားတွေမို့အထင်သေးတယ်လို့တွေးပြီးမကြေမနက်ဖြစ်နေခဲ့ပါတယ်ညစာစားရင်ချင်းရှမ်းကအမေရိကမှာတစ်နှစ်ကိုဒေါ်လာ6000ရမယ့်အကြောင်းပြောပြလိုက်တဲ့အခါမှာတော့ယူလင်းကတက်တယ်ပဲတောင်းဆိုပါတော့တယ်သူ့မောင်အတွက်မြို့ပေါ်မှာအိမ်ဝယ်ဖို့ဒေါ်လာ1000ခန့်ပေးရမယ်လို့ညနေပြောင်းတိုက်တောင်းလိုက်တာပါဝေပင်ကတော့သမီးဖြစ်သူကိုငွေထုတ်ဆက်လိုမျိုးမဆက်ဆံသင့်ဘူးလို့ယူဆထားတာကြောင့်အေးအေးဆေးဆေးပဲရှင်းပြခဲ့ပါတယ်အခုရှိနေတဲ့အိမ်ကလောက်ငနေပြီးဖြစ်ကြောင်းသူတို့လည်းအခုမှအလုပ်စားရမှာဖြစ်ပြီးကလေးကိုအမေရိကခေါ်သွားရင်ကုန်ကျစရိတ်တွေအများကြီးရှိလာအောင်မှဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါကြောက်ရွီလင်းကဒါဆိုမင်းတို့ကပတ်စံမပေးခြင်းဘူးပေါ့လေဆိုပြီးဒေါသတကြီးអော်ပါတော့တယ်ပြဿနာမာကြီးအောင်ချင်းရှမ်းကဂျားဝင်ဖြန့်ဖြေရင်ဝေပင်ရဲ့မိဘတွေကိုဒေါ်လာ1000ပေးခဲ့ရလို့လောလောဆယ်ငွေအများကြီးမရှိတော့ဘူးလို့အမားလုပ်ပြီးပြောမိလိုက်ပါတယ်အဲဒီနောက်ဖခင်ကိုဒေါ်လာ1600ပေးခဲ့ပြီးအမေရိကမှာအခြေကျရင်ပို့ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ရောက်ခမတွေကြတော့အများကြီးပေးပြီးကိုမိသားစုကြတော့နည်းနည်းပဲပေးရမလားဆိုပြီးယူလင်းကပို့ပြီးအော်ဟစ်ဆဲဆိုပါတော့တယ်ချင်းရှမ်းကိုဂျေဇူးကမ်းသူနှလုံးသားမရှိသူလို့ဆွဆွဲတော့ချင်းရှမ်းလည်းနှစ်ပေါင်းများစွာမျိုးသိပ်ထားခဲ့ရတဲ့ခံစားချက်တွေပေါက်ကွဲပြီးဖွင့်ပြောပါတော့တယ်ကိုဝင်ကြီးနဲ့အလုပ်တွေလုပ်ပြီးအိမ်ကိုပတ်စံပို့ခဲ့ရတာတွေကိုငိုယိုပြောပြပေးမယ်လေယူလင်းကဂယုမဆိုင်ပဲသားအတွက်စရန်ပေးဖို့ဒေါ်လာ3000တောင်းပြီးမပေးရင်အိမ်ပြန်မလာနဲ့လို့ချင်းချောက်ခဲ့ပါတယ်ချင်းရှမ်းငိုယိုပြီးအပြင်ကိုပြေးထွက်သွားတဲ့အခါဝေပင်လဲဝင်ပါရပါတော့တယ်ခမ ्या ပတ်စံတောင်းလို့ရတယ်ဒါပေမဲ့ပေးမပေးဆိုတာကတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ပဲလို့ပြက်ပြက်သားသားပြောပြီးချင်းရှမ်းနောက်ကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီညမှာချင်းရှမ်းနဲ့ဝေပင်တို့ဟာနောက်2ရက်နေရင်အမေရိကကိုပြန်တော့မှာဖြစ်လို့ဒီဒုက္ခတွေပြီးဆုံးတော့မှာပါလို့အာတင်ထားခဲ့ကြပါတယ်ဒါပေမဲ့ကြောက်ရီလင်းကတော့အဲ့ဒီညမှာအိတ်မပျော်ပဲလူးလိမ့်နေခဲ့ပါတယ်ငါသားမိမမရရင်ကြောက်မိသားစုရဲ့မျိုးဆက်ပြတ်သွားတော့မယ်ဆိုတဲ့အတွေးတွေနဲ့သူ့သမီးကမိသားစုကိုဘယ်တော့မှပြစ်မထားဘူးမောင်ဖြစ်သူကိုလည်းအမြဲစောင့်ရှောက်မယ်လို့ဂရုပေးခဲ့တာတွေကိုပြန်တွေးပြီးဒေါသတွေတောက်လောင်နေခဲ့ပါတယ်သူမမှာအမောက်ထောင်နေတဲ့ယောက်ျားတစ်ယောက်ရှိလာတော့သူ့ကိုအားကိုးလို့မရတော့ဘူးလို့တွေးပြီးနောက်ဆုံးမှာတော့သူ့ရဲ့အသိစိတ်တွေအားလုံးလွတ်ထွက်သွားပါတော့တယ်2002ခုနှစ်မတ်လ26ရက်နေ့ညတကောင်ရန်နှစ်နှစ်ချိုက်အိပ်ပျော်နေတဲ့သမီးနဲ့သမက်ကိုအရက်ဆက်ဆုံးလူသက်လက်နက်ဖြစ်တဲ့ပစိန်ကိုကင်ဆောင်ပြီးအဖေဖြစ်သူကိုယ်တိုင်ရက်ဆက်ခုတ်တက်လိုက်ပါတော့တယ်သူတို့ရဲ့ American အိမ်မက်တွေမိသားစုပြန်လဲပေါင်းစည်းမဲ့မျှော်လင့်ချက်တွေအားလုံးဟာအဲ့ဒီညမှာတင်သွေးအိမ်ထဲမှာနှီးကုန်းချုပ်သွားခဲ့ရပါတယ်2002ခုနှစ်ဇူလိုင်လ4ရက်နေ့မှာရန်ထိုင်အလဲလက်ပြည်သူ့တရားရုံးမှာဒီအမှုကြီးကိုစစ်ဆေးခဲ့ပါတယ်တရားခွင်မှာဝေပင်ရဲ့အမေဟာတရှုံရှုံငိုကြွေးနေခဲ့ပေမဲ့ကြောက်ရွီလင်းဟာနောင်တရတဲ့အရေးအယောင်လုံးဝမပြခဲ့ပါဘူးတရားသူကြီးကအကြောင်းရင်းကိုမေးတဲ့အခါငါသားသမီးတွေကြီးလာပေမဲ့ငါတောင်းဆိုမှုကိုမဖြည့်ဆည်းပေးနိုင်ရင်သူတို့ကိုဆက်ထားလဲဘာအသုံးကျမှာလဲလို့ပြန်ပြောခဲ့ပါတယ်ပညာရေးကသူမရဲ့နှလုံးသားကိုဖျက်ဆီးလိုက်တာလို့တောင်အပြစ်တင်ပါသေးတယ်အဲ့ဒီနေ့မှာပဲတရားရုံးကကြောက်ရွီလင်းကိုတေတံပေးလိုက်ပါတယ်ရှက်စရာအကောင်းဆုံးကတော့စီရင်ချက်ချပြီးနောက်မှာချင်းရှမ်းရဲ့ဦးလေးနဲ့မောင်ဖြစ်သူတို့ဟာဝေပင်ရဲ့မိဘတွေကိုပေးခဲ့တဲ့ဒေါ်လာ1000ကိုသူတို့ရဲ့အမွေအဖြစ်ပြန်ရဖို့အယူခံဝင်တောင်းဆိုခဲ့ကြပါသေးတယ်ဒါပေမဲ့တရားရုံးကပယ်ချခဲ့ပါတယ်တကယ်တော့ချင်းရှမ်းနဲ့ဝေပင်တို့မှာအိမ်ပြန်လက်မှတ်တွေအပြင်ပတ်စံဒေါ်လာ1000ပဲကျန်တော့တာပါသူတို့မှာဘာပိုင်ဆိုင်မှုမှမရှိခဲ့ပါဘူး2002ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာတော့ကြောက်ရွီလင်းကိုတေတံစီရင်လိုက်ပါတယ်အဲ့ဒီနောက်မှာအမေဖြစ်သူနဲ့သားဖြစ်သူတို့ဟာရွာကနေထွက်သွားခဲ့ကြပြီးနာမည်ဖြောက်နေထိုင်သွားကြပါတယ်
နောက်ပိုင်းသတင်းတောက်တယောက်တွေ့တဲ့အခါအမေဖြစ်သူကစက်ယုံမှာအလုတ်လုံနေပြီးသားဖြစ်သူကအလုတ်လက်မဲ့ဖြစ်နေတော့မှာပဲချင်းရှမ်းရဲ့ဘဝဟာတကယ်ကိုဝမ်းနည်းစရာကောင်းလာပါတယ်သူမရဲ့တူတောင်းတဲ့ဘဝတစ်လျှောက်လုံးအခက်အခဲတွေကိုအမြဲတမ်းကြံ့ကြံ့ခံရုန်းကန်ကြော်ဖြတ်ခဲ့ပေမဲ့နောက်ဆုံးရလဒ်ကတော့လူတိုင်းကိုကြေကွဲစေခဲ့ရပါတယ်ဒီပုံမြင်ဟာရင်ကွဲစရာလူသက်မှုတစ်ခုတည်းမကပဲပြောင်းလဲလာတဲ့လူအဖွဲ့အစည်းကြားကမျိုးဆက်ကွာဟမှုတွေဗဒေတရစ်ခေဟောင်းအယူအဆတွေနဲ့အဆုံးမတတ်နိုင်တဲ့မိဘတွေရဲ့လောဘတွေကိုသတိပေးနေတဲ့သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်အောင်မြင်မှုဆိုတာမိသားစုအတွက်ဂုဏ်ယူစရာပဲဖြစ်တင်ပြီးဘဝကိုရိုက်ချိုးပစ်မဲ့ဝင်တော့ဝင်ဖို့မဖြစ်တင်ပါဘူးဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်မှုခင်းဇာတ်လမ်းတွေကိုနောက်ထပ်တင်ဆက်ပေးသွားမှာပါသင်ရဲ့အမြင်လေးတွေကိုလည်း comment မှာရေးပေးသွားပါဦးနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်